သူမကိုအပြိုမစစ်ပါဘူးလို့ဝေဖန်ပြောဆိုလာတဲ့မိန်းကလေးကိုပညာသားပါနဲ့အထိနာသွားအောင်ဆုံးမလိုက်တဲ့မေဘက်ချီရဲ့ဗီဒီယိုတရုပ်ဆောင်မေဘက်ချီကတော့ပြင်လာတဲ့တရုပ်ဆောင်ချက်တွေအတူနဲ့ကြာရဇက်ကောင်တွေမှာအကောင်းဆုံးတရုပ်ဆောင်နိုင်ခဲ့တာကြောင့်ပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားပါတယ်နော်တရုပ်ဆောင်မေဘက်ချီကတော့တော်လန်ရေးကြီးမှာပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ပြီးလမ်းထွက်ကလူထုလှုပ်ရှားမှုတွေမှာအားတက်တရောပါဝင်ခဲ့ပါတယ်နော်အခုတခါမှဆိုရင်တရုပ်ဆောင်မေဘက်ချီရဲ့ငါအပြိုမစစ်ဘူးရီးစားတွေထားခဲ့ဘူးလေဆိုပြီးသူမကိုဝေဖန်တိုက်ခိုက်တဲ့ကောင်မလေးကိုပညာသားပါအခုလိုဆုံးမလိုက်တဲ့ဗီဒီယိုကိုစာဖတ်ပရိသတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်နိုင်ငံရေးကိုခုတုံးလုပ်ပြီးလိန်ညာအလူမခံကြဖို့မေဘကြီးပြောနိုင်ငံရေးကိုခုတုံးလုပ်ပြီးအမျက်ထုတ်နေကြတဲ့မတမာသူတချို့ကိုလိန်ညာပြီးအလူခံခြင်းမပြုလုပ်ဖို့တရုတ်ဆောင်မေဘချီကသူ့ရဲ့လူမှုကွန်ရက်အကောင့်ကနေအခုလိုပဲဆိုပါတယ်တချို့နိုင်ငံရေးကိုခုတုံးလုပ်ပြီးအမျက်ထုတ်နေကြတဲ့မတမာသူတချို့သိစေရန်တနေ့ chat box ဆိုင်မှာအလူလာခံတာဒူးနဲ့ဒေးပါမှန်ကန်သူလည်းရှိသလိုလိမ့်တဲ့သူလည်းအရန်ပေါ်ပါတယ်တချို့ကြတော့သူများမိသားစုပုံယူသုံးပြီးအလူခံတဲ့တချို့ကြချို့တဲ့လမ်းပေါ်ကလူတွေပုံကိုယူသုံးပြီးအလူခံတဲ့တချို့ကအမှန်ကန်အလူခံပေးသလိုတချို့ကြတော့လဲကိုသာလူလိုက်တဲ့ပတ်စံကကိုလူလက်စီမရောက်လိုက်ဘူးကိုလူလိုက်တဲ့ပတ်စံနဲ့သူတို့အခက်ခဲကိုဖြေရှင်းတယ်လို့မေဘချီကဆိုပါတယ်